အားလုံးပဲမင်္ဂလာပါ graphic designer တွေသုံးတဲ့ font မျိုးစားတွေကိုကိုယ့်ရဲ့ computer ထဲမှာဘယ်လိုမျိုးထည့်သွင်းရမလဲဆိုတာကိုအသေးစိတ်ပြပြပေးမှာဖြစ်ပါတယ်။ Name တစ်ချက်အနေနဲ့ဒီ file ကို right click နှိပ်ပြီးတော့ extract to one art house ဆိုတဲ့နေရာကိုတစ်ချက်ရွေးချယ်လိုက်ပါမယ်။ဒီဟာကကျွန်တော်တို့ Windows 10အမျိုးအစားမှာဆိုဒီလိုမျိုးပေါ်ပါလိမ့်မယ်။ Windows 11အမျိုးအစားဆိုလို့ရှိရင်တော့အောက်ဆုံးမှာ show more option ဆိုတာနှိပ်ပြီးတော့ extract to နေရာမှာ one art house ဆိုတဲ့နာမည်နဲ့စာတန်းကိုတစ်ချက်နှိပ်လိုက်ပါမယ်။ဒါဆိုလို့ရှိရင်တော့ one art house ဆိုတဲ့ font အမျိုးအစားတွေဖိုင်ဖိုလာတစ်ခုကြာလာပါလိမ့်မယ်။အဲ့ဒီထဲကိုဖွင့်လိုက်ပါ။ဟုတ်ပြီ။အဲ့တော့ဒီ font တွေကိုကျွန်တော်တို့ကကိုယ့်ရဲ့ computer ထဲမှာထည့်မယ်ဆိုလို့ရှိရင်ကိုထည့်မဲ့ font မျိုးစားတွေအကုန်လုံးကို select မှတ်ပါပြီးသွားလို့ရှိရင်သူ့ရပုံမှာ right click နှိပ်ရပါမယ်။ right click နှိပ်တဲ့အခါမှာသူက uninstall ရယ် uninstall for user ရယ်နှစ်ခုပေါ်ပါလိမ့်မယ်။ကျွန်တော်တို့က uninstall for user ကိုရွေးချယ်ရပါမယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင် uninstall ကိုလုပ်လိုက်လို့ရှိရင်တချို့ software တွေမှာဒီ font တွေကိုသုံးလို့မရတာရှိပါတယ်။ဥပမာဆိုပါစို့ Photoshop မှာသုံးလို့ရပြီးတော့ Illustrator မှာကြာလို့ရှိရင်ဒီ font တွေကိုရှာလို့မတွေ့တာတွေဖြစ်နိုင်တယ်။ဘာဖြစ်လို့လဲဆိုကျွန်တော်တို့ uninstall နဲ့လုပ်လိုက်လို့ပါ။အဲ့တော့ကျွန်တော်တို့က uninstall for user ဆိုတဲ့ဟာကိုရွေးချယ်ရပါမယ်။တကယ်လို့ဒီ font တွေကကိုယ့်ရဲ့ laptop ထဲမှာမရှိဘူးကိုယ့်ရဲ့ computer ထဲမှာမရှိဘူးဆိုလို့ရှိရင်တော့ဒီအောက်မှာပေါ့နော် line လေးကအဆုံးလေးသွားလို့ကျွန်တော်တို့ဘာမှလုပ်စရာမလိုဘူးပေါ့နော်သူ့ဟာသူပြီးသွားလိမ့်မယ်ပျောက်သွားလိမ့်မယ်တကယ်လို့ကျွန်တော်တို့ကကို uninstall လုပ်မဲ့ font ကကိုယ့်ရဲ့ laptop မှာရှိတယ်ဆိုလို့ရှိရင်ဒီညာဘက်က box တစ်ခုပေါ်လာပါလိမ့်မယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့က do this for all current item ကိုအမှန်ရှင်းပြီးတော့ yes ကိုရွေးချယ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့သူ့ဟာသူအလိုလိုအစားထိုးပြီးတော့ install လုပ်သွားပါလိမ့်မယ်เนาะဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ Photoshop ထဲမှာဖွင့်လို့ရလားမရလားကိုကြည့်လိုက်ပါမယ်ရပါပြီเนาะအဲ့တော့ W0102 တဲ့ဒီမှာရပါတယ်ဟုတ်ပြီအဲ့တော့ဒီသင်ခန်းစာကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်နားမလည်တာရှိရင်ကျွန်တော်ကို comment ထဲမှာလာမေးလို့ရပါတယ်เนาะကျွန်တော် comment ထဲမှာ link လေးပေးထားပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေ